မင်္ဂလာပါခင်ဗျာမနက်ဖြန်ဇွန်လ20ရက်နေ့မှာရှေ့ပိုင်းကစားကြမယ့်ကမ္ဘာဖလားအုပ်စုပွဲစဉ်တွေရဲ့ပွဲကြိုခန့်မှန်းချက်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အစောဆုံးပွဲစဉ်ကိုမြန်မာစံတော်ချိန်မနက်တနာရီခွဲအချိန်မှာအမေရိကန်အသင်းနဲ့ဩစတြေးလျအသင်းတို့ရှင်ပြိုင်ကြမှာဖြစ်ပါတယ်အိမ်ကွင်းအားသာချက်ကိုအသုံးချပြီးအမေရိကန်တို့ကအနိုင်ကစားဖို့ကြိုးစားမှာဖြစ်လို့ဩစတြေးလျတို့အနေနဲ့ဒီပွဲတော့အရှုံးနဲ့စတွေ့သွားနိုင်ပါတယ်ဒုတိယပွဲကိုတော့မနက်4နာရီခွဲအချိန်မှာစကော့တလန်အသင်းနဲ့မော်ရိုကိုအသင်းတို့ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။မော်ရိုကိုအနေနဲ့ဒီပွဲမှာနိုင်ရဖို့လိုအပ်နေတာကြောင့်တေချာလေးပြင်ဆင်လာမှာဖြစ်ပါတယ်။စကော့တလန်တို့ကတော့တည်ကြရင်တောင်ကျော်နိုင်သေးတာမို့မော်ရိုကိုအသင်းကိုပဲအားပေးကြပါတယ်။တတိယမြောက်ပွဲကိုမနက်9နာရီအချိန်မှာဘရာဇီးအသင်းနဲ့ဟေတီအသင်းတို့ကစားကြမှာဖြစ်ပါတယ်။အမားမခံနိုင်တော့တဲ့ဘရာဇီးတို့ဒီပွဲကိုတကယ်ကန်ကြမှာဖြစ်လို့ဘရာဇီးကိုပြတ်နိုင်ပွဲပါ။စတုထမြောက်ပွဲကိုမနက်9နာရီခွဲအချိန်မှာတူရကီအသင်းနဲ့ပါရာဂွေးအသင်းတို့ကစားကြမှာဖြစ်ပါတယ်။အဖွင့်ပွဲစဉ်မှာရှုံးထားကြတဲ့အသင်းတွေဖြစ်လို့ထပ်ပြီးမရှုံးအောင်ကန်ကြမှာပါ။အချက်လက်များအရတူရကီကိုပဲအနိုင်ပေးခြင်းပါတယ်။ပစ္စမမြောက်ပွဲကိုတော့ည7:00နာရီခွဲအချိန်မှာနယ်သာလန်အသင်းနဲ့ဆွီဒင်အသင်းတို့ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။အနိုင်ကစားရမယ့်နယ်သာလန်အသင်းကိုပဲပိုသဘောကျမိပါတယ်။နောက်ရက်များမှာလည်းနောက်ထပ်ရှင်ပြိုင်ကစားကြမယ့်ကမ္ဘာဖလားအုပ်စုပွဲစဉ်များရဲ့ပွဲကြိုသုံးသက်ခံမှန်းချက်များကိုတင်ဆက်ပေးမှာမို့လို့ like and subscribe လေးလုပ်ပေးထားကြပါလို့ပြောပြစီရှိရှုခဲ့ကြတဲ့ဘောလုံးပရိသတ်အားလုံးကိုကျေးဇူး